ကိုချင်းတီလာသို့မဟုတ် ethical compass တော်တလင်းလာပြည်နည်းကိုဂရုသမအခါတော်နေ့ဖြစ်သတ်မှတ်ပြီးငါးပါးတီလာကိုအထူးဆောင်ထိန်ကြဖို့တိုက်တွန်းကြပါတယ်။ဒါကြောင့်ကိုချင်းတီလာနဲ့ပတ်သက်တဲ့အမြင်တချို့ကိုမျှဝေလိုပါတယ်။အရင်ကတော့ငါးပါးတီလာဆောင်ထိန်တဲ့ဆိုရင်ကုသိုလ်ရဖို့အတွက်ပဲစဉ်းစားခဲ့တာများတယ်။ဒီတီလာတွေလုံရင်ကုသိုလ်ရတယ်။မလုံရင်ဟောက်ဖြက်မိရင်ငရဲကြီးရပေါ့။နောက်ပိုင်းမက်ကင်ရှိပါကိုနည်းနည်းသိလာတော့ကိုချင်းတီလာကောင်းမွန်ခြင်းဟာစိတ်ကိုတည်ငြိမ်စေရယ်။တမာတိရဖို့အထောက်ပံ့ဖြစ်စေရယ်။ဒါမှသာတရားအထုတ်လို့ဖြစ်နိုင်တယ်ဆိုတာမျိုးသဘောပေါက်လာတယ်။တကယ်ကိုချင်းတီလာနဲ့ပတ်သက်ပြီးအလင်းပွင့်သွားစေတာကတော့ပမုခတ်ချုပ်ဆရာတော်ကြီးရဲ့ဟောကြားမှုကိုနာယူလိုက်ရချိန်ပါပဲငါးပါးတီလာဆိုတာကိုကြောင့်သူတစ်ပါးမထီးခိုက်အောင်ကိုရဲ့ကိုနဲ့နှုတ်ကိုစောင့်တိန်ခြင်းဖြစ်လို့မဟာဒါနလို့မြတ်စွာဘုရားကဟောတော်မူတဲ့အဲ့လိုနားလည်လိုက်တဲ့အခါကိုချင်းတီလာနဲ့ပတ်သက်လို့ခံယူထားတာတွေလုံးဝပြောင်းသွားတယ်ငါးပါးတီလာအပြင်လောကအလယ်မှာဘလို့နေဘလို့ထိုင်ရမယ်ဆိုတာပါသဘောပေါက်သွားစေရဲ့တကယ်တော့ကိုချင်းတီလာဆိုတာကိုချင်းစာတရားမေတ္တာနဲ့ကရုဏာဒီတရားသုံးခုအပေါ်မှာအခြေခံပြီးတည်ဆောက်ထားရခြင်းဖြစ်တယ်စဉ်းစားကြည့်လေကိုတယောက်ယောက်ကလိန်ပြောတယ်ဆိုကြိုက်မလားဂျင်းထည့်ပြီးပစ္စည်းတစ်ခုခုရောင်းသွားတယ်ဆိုကြိုက်မလားလိန်ညာပြီးသို့မဟုတ်အတင်းအာရမကာမယူသွားရဲဆိုရင်ကြိုက်မလားမကြိုက်ဘူးဒီအတွက်သူများကိုလည်းဒါမျိုးမလုပ်ဘူးဆိုတာကိုချင်းစာတရားပဲကုသိုလ်ရဖို့လုပ်ရတယ်ဆိုတာထက်အဲ့လိုအုံမြင့်ခိုင်ခိုင်နဲ့ရည်ရွယ်ချက်ကိုတည်ပြီးတိဆောက်ထားတဲ့ကိုချင်းတီလာကပူခိုင်မြဲတယ်အနှစ်သာရပြေဝတယ်ဥပမာတစ်ခုပေးမယ်အရက်တောက်တယ်ဆိုဘသူကိုထိခိုက်လဲဘသူကိုမှမထိခိုက်ဘူးကုသိုလ်အလုပ်တွေမလုပ်နိုင်တော့တာမှန်တယ်သူ့တကူစားချမ်းမကြီးကိုပဲထိခိုက်တယ်တိုးတော့သူဟာသူမိုးပြီးအိတ်သွားရဲဆိုဘာမှမဖြစ်ဘူးဒါကြောင့်လည်းငါးပါးတီလာထဲမှာအရက်မတောက်ဖို့ပါပေမဲ့ဒူးစရိုက်10ပါးထဲမှာကြာမပါတာသူ့ကြီးတသက်ကအများကိုဒုက္ခမပေးလို့တိုးတော့အရက်တောက်လိုက်တဲ့အခါလူကစင်ကြီးတုံတရားကင်းမဲ့သွားတယ်လိန်ဖို့လူဖို့အကြမ်းဖက်ဖို့ရံမှုဖို့ဝင်မလေးတော့ဘူးဒါကြောင့်မတောက်တင်တာအဲ့လောက်ထိဆိုးရတာတွေမလုပ်ရင်တော့မူးပြီးတောင်းချမ်းနေလို့တငယ်ချင်းတွေကအေးဆေးမဖြော်ရတော့ပဲထိမ့်ပေးနေရပြီဒါမှမဟုတ် XC ဖုန်းဆက်ပြီးအသေးကွဲပြနေပြီညကြီးတကောင်9အိမ်ကြား10အိမ်ကြားတရှင်းတွေအော်ဆိုနေပြီဆိုရင်တော့ကိုကြောင့်သူတစ်ပါးစိတ်နောက်ချက်ဖြစ်ပြီးပြောရမယ်ဒါမျိုးတော့မလုပ်နဲ့ဆိုတော့အရက်တောက်မိလို့ငရဲကြမှာလားမကြဘူးလားညင်းနေမဲ့အစားဒီလိုတောက်ချင်းကြောင့်သူတစ်ပါးမထိခိုက်အောင်ဘယ်လိုနေမလဲလို့စဉ်းစားတာပိုကောင်းတယ်ဒါကြောင့်ကိုချင်းစာတရားဆိုတဲ့ရှုထောင့်မဟာဒါနဆိုတဲ့ရှုထောင့်ကနေချင်းကပ်ဖို့ပြောတာပါမူတာဝါဒဆိုလဲဒီလိုပဲလိန်တော့မပြောပေမဲ့တစ်ဖက်သားကိုအထင်တစ်မျိုးရောက်သွားစေမဲ့မာယာဆိုတာရှိရဲ့ကိုကတမင်ကြီးလိန်နေတာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့မရှိတာကိုအရှိထင်စေတာရှိတာကိုမရှိဘူးထင်စေတာအဲ့ဒါကိုမာယာလို့ခေါ်တယ်ဒါဆိုလဲငါးပါးသီလထဲမှာပါတယ်လို့ဖြစ်နေပေမဲ့ကိုချင်းစာတရားထားလိုက်ရင်မာယာတီလဲမလုံးတဲ့ကိစ္စဆိုတာသဘောပေါက်သွားလိမ့်မယ်တကယ်တော့လောကကြီးရဲ့ရှင်သန်နေထိုင်တဲ့အခါငါးပါးသီလဆိုတဲ့ဆောင်ထင်းမှု၅ခုထက်လို့ရအောင်မှာရှိပါသေးရဲ့ဥပမာကိုဗစ်ကာလမှာမက်စမတက်ပဲရှောက်မသွားရဘူးလို့ငါးပါးသီလမှာမပါပါဘူးလူအများစိတ်ဆင်းရဲနေချိန်ပျော်ပါစားတော့နေတဲ့ပုံတွေလူမှုကွန်ရက်ပေါ်မတင်ရဘူးလို့ငါးပါးသီလမှာမပါဘူးသို့တော့မြတ်စွာဘုရားဟောတဲ့ကိုကြောင့်သူတစ်ပါးအနောက်ရှက်မဖြစ်အောင်နေထိုင်ခြင်းဆိုတဲ့ကိုချင်းစာတရားရှုထောင့်ကနေကြည့်လိုက်ရင်နှုတ်တဲ့မလို့တဲ့ကွယ်ကွယ်ပြားပြားသိသွားလိမ့်မယ်အဝေးပြေးကားစီးရဲ့ဘေးခုံကလူကချွေနှံ့နေနေဆိုကိုဘယ်လောက်စိတ်ညစ်ရမလဲဒါကြောင့်ကိုယ့်ရဲ့တကိုယ်ရေးတန်ရှင်းရေးကိုဂရုစိုက်မယ်ဒါမှကိုကြောင့်သူတစ်ပါးဆဲနောက်ချက်မဖြစ်တော့မှာ
ရက်ကတ်ထဲမှာလော့စပီကာနဲ့တချင်းတွေအကျယ်ကြီးဖွင့်ပြီးအလူခံနေမလို့ရဘူးလို့ငါးပါးတီလာတဲ့ပါတလားမပါပါဘူးတိုးတော့ကိုချင်းစာကြည့်အနီးနားကအိမ်တွေဘလောက်စိတ်ချိုးရမလဲဒါဆိုမနက်ပိုင်းလောက်ပေးခွေဖွင့်ပေးရမျိုးပဲလုပ်တော့မယ်ဒါကိုချင်းတီလာပဲကွန်တတွေထွေးတာစီကတ်မဲ့မိုက်ဖြစ်တာအိမ်သာသုံးပြီးရေဆွဲမချခဲ့တာအပြင်ကပြန်လာပြီးလက်မစီးတာလူကြီးသူမတွေစီးကြိုရှိတာကိုအစားမစင်ချင်းစီးလဲတေချာမတောက်တော့စီးရုံခဏခဏတက်ရလို့သားသမီးတွေပြုစုသူတွေကိုဝင်ပို့စီတာဒါတွေအကုန်လုံးဟာလေကိုကြောင့်သူတစ်ပါးကိုထိခိုက်စီရာတွေဖြစ်လို့မလုတ်တင်မလုတ်ထိုက်တာတွေပါပဲအဲ့လိုခံယူလိုက်တဲ့အခါမလုတ်တင်တာတွေမလုတ်ဖို့အပြင်လုတ်တင်တာတွေလုတ်ဖို့ပါလိုသေးတယ်ဆိုတာလေသိသွားလိမ့်မယ်ဥပမာဆရာဝန်တယောက်ဟာဆက်ဆံရေးမပြေပြစ်ဘူးဒါဆိုသူ့စီလာပြတဲ့လူနာတွေဘယ်လောက်ဒုက္ခရောက်မလဲဝန်ဆောင်မှုတစ်ခုသွားယူတယ်ကစတမာကိုကောင်းကောင်းမဆက်ဆံဘူးဘတ်စကားစီရဲ့ကားစီယာကရဲ့မူပြီးမောင်းနေခီးတယ်တွေဘယ်လောက်လက်နေရတယ်လဲစားတော့ဆိုင်သွားတယ်တန်တန်ရှင်းရှင်းချက်ပြုတ်မထားဘူးအွန်လိုင်းကနေပစ္စည်းမှာတယ်အချိန်မီမပို့နိုင်ဘူး8 နာရီမီတင်ချိန်ထားတယ်ရောက်မလာဘူးဒီနေ့ကိုဒါလုပ်ပေးမယ်ပြောထားတယ်မိသွားတယ်ပြောချင်တာက professional မဆန်တဲ့သူတွေနဲ့တွေ့ကြုံပတ်သက်ရတဲ့အခါစိတ်ညစ်ရတယ်ဒီတော့ကိုယ့်လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ခြင်းဟာလေကိုချင်းတီလာပဲမဟာဒါနပဲမိဘတာဝန်မကြည်တဲ့သူတွေနဲ့ဆုံရတဲ့အခါသားသမီးတွေမှာဒုက္ခရောက်ရတယ်လို့ဆရာဆိုးနဲ့ဆုံရတဲ့တပည့်တွေမှာလေအင်မတန်ပြဿနာများတယ်လူရည်လို့ဖြစ်လာပြီဆိုကျွန်တော်တို့မှာတာဝန်တွေရှိရဲ့အရေးဆုံးကိုယ့်ကိုယ်တာဝန်ယူရတယ်ပြီးရင်ကိုဖြစ်တည်ခဲ့တဲ့မိသားစုအသစ်ဆောက်တည်ထားတဲ့မိသားစုဆွေမျိုးမိတ်ဆွေလုပ်ဖို့ကိုင်းဘက်အဲ့ဒီကနေနောက်ဆုံးနိုင်ငံသားတာဝန်တိကျွန်တော်တို့မှာယူစရာတွေရှိရဲ့အဲ့ဒီလိုတာဝန်မျိုးတက်တဲ့သူတွေနဲ့ဆိုတိတ်ဆင်းကြီးရတယ်ဟုတ်ဒါဆိုကိုလည်းအဲ့ဒီလိုလူမဖြစ်စေနဲ့ကိုယ့်ရဲ့တာဝန်မဲမှုကြောင့်သူများတွေဒုက္ခမရောက်ရစေနဲ့လူဆိုတာမဟုတ်တာမလုပ်ရုံနဲ့မပြီးပါဘူးဟုတ်တာတွေလည်းလုပ်ဖို့လိုပါတယ်မဟုတ်တာလုံးမအာကုသို့ဖြစ်တာမဟုတ်ဘူးဟုတ်တာတွေလုပ်ဖို့ပြက်ကွက်ရင်လည်းသူတစ်ပါးကိုဒုက္ခပေးရရောက်နိုင်ပါတယ်ဒါကြောင့်ကိုချင်းတီလာကိုကုသိုလ်ရခြင်းအကုသိုလ်ဖြစ်ခြင်းဆိုတာတွေထက်နေ့စဉ်ဘဝမှာကိုချင်းစာတရားကိုရှေ့ခံပြီးဆောင်တိန်နေထိုင်ခြင်းမလုပ်တဲ့နာကိုမလုပ်ခြင်းလုပ်တဲ့နာကိုလုပ်ခြင်းဆိုတဲ့ရှုထောင့်ကနေချင်းကပ်ကြဖို့အရေးကြီးပါတယ်အဲ့ဒီအတွက်ငါးပါးတီလာအပြင်တကိုယ်ရည်တန့်ရှိရေးကိစ္စခြင်း personal hygiene ကိုယ်ဆက်ယောဂလိုကိစ္စတွေမှာညွှန်ကြားချက်ကိုအတိအကျကျလိုက်နာခြင်း strictly following the precautions စည်းကမ်းရှိခြင်း discipline ကိုယ်ကျန်းမာရေးကိုဂရုစိုက်ခြင်း healthy lifestyle professional ပိသားခြင်း professionalism ကျင့်ဝတ်နဲ့ညီခြင်း ethic အချိန်တိကျခြင်းပြောစကားတည်ခြင်းစတဲ့အလေးကျင့်ကောင်း good habit တွေပါပြိုးထောင်နိုင်ဖို့လိုပါတယ်ဒါမှသာတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်နိုင်မှာပါတကယ်တော့ကိုချင်းတီလာဆိုတာတနေ့တည်းလည်းလုပ်ရတာမဟုတ်ပါဘူးဘဝတစ်ခုလုံးစာဘလို့နေထိုင်ရမယ်ဆိုတဲ့ ethical compass ကျင့်ဝတ်ဆိုင်ရာတန်လက်အိမ်မြောင်ဖြစ်ပါတယ်ဒါကြောင့်မို့ကိုကြောင့်သူတစ်ပါးထိခိုက်မှုနေအောင်ကျင့်ကြံနေထိုင်မယ်ဆိုတဲ့အတွေ့နဲ့နေ့ရက်တိုင်းကိုဖြစ်တမ်းကြစေခြင်းနဲ့တီလာဆိုတာကိုတန်တရားမှာကုသိုလ်ရဖို့လုပ်ရတာဆိုတဲ့ချင်းကပ်မှုထက်လက်ရှိဘဝမှာတန်ဖိုးရှိနေထိုင်နေဆိုပြီးချင်းကပ်တာပို့လို့လက်တွေ့ကြပါတယ်လူမှုပတ်ဝန်းကျင်အတွက်လည်းပိုအကျိုးရှိရမြင်ပါတယ်9 ရက် 9 လ 2022ရှစ်ပါးတီလာစောက်တည်ခြင်းနဲ့ပတ်သက်တဲ့မိကွန်း10ခုဥပုသ်ဆောင်နေဆိုတာကိုကုသိုလ်ရတဲ့ဘာသာရေးအလုပ်နောက်တန်တရားအတွက်အကျိုးများတဲ့ကိစ္စလို့ရှုမြင်ကြတာများပါတယ်အခါကြီးအကြီးတွေမွေးနေ့တွေကံတားနေနေလို့ဗေဒင်ဆရာကနေစောင့်ပါလို့ပြောလိုက်တဲ့အချိန်တွေမှာစောက်တည်လေးရှိကြတယ်အမေးအဖြေပုံစံရေးထားတဲ့ဒီဆောင်ပါမှာတော့ဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်နဲ့ပစ္စုပန်အကျိုးတွေကိုအခြေခံပြီးဆွေးနွေးတင်ပြပါရစေ1ဥပုသ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ငါးပါးတီလာက
ကိုကြောင့်သူတစ်ပါးမထိခိုက်အောင်စောင့်တန်းနေထိုင်ခြင်းမှာရှစ်ပါးသီလကြတော့ကိုအတွက်ပါသွားပြီငါးပါးသီလလုံရင်ကိုစိတ်ခအေးချမ်းနေလိပ်ပြလုံးနေဒီလိုခံစားချက်မျိုးရတယ်ဒါပေမဲ့ဆွဲလန်းမှုတွေနှောက်ဖွဲမှုတွေများနေအောင်မယ်စိတ်ဆင်းရဲနေရအောင်မယ်ပူလောင်နေရအောင်မယ်ရှစ်ပါးသီလကြတော့ဒါတွေအတွက်စင်ကြီးဆောင်ထိန်ရမှာတွေပါလာပြီအစင်းအတန်အနံ့အရသာအတွေ့အထိအသွေးစိတ်ကူးဆိုတဲ့တက်မတ်စီယာတွင်ကြီးစီယာအာယုံ6ပါးကနေတနိုင်သမျှရှောင်ရှားပြီးတတိနဲ့နေထိုင်ခြင်းကိုဥပုသ်ဆောင်တယ်လို့ခေါ်ပါတယ်အစင်းကိုမတတ်မှတ်ဖို့ကခုံတာတွေမကြည့်ရဘူးအတန်အတွက်တီဆိုတီးမှုတ်တာအနံ့အတွက်နတ်သာလင်းကျန်တာပန်းပန်တာအဲ့ဒါကကိုယ့်ကိုမတတ်မှတ်အောင်သူတစ်ပါးကိုကိုယ့်ဘောတတ်မှတ်စေလိုတဲ့စံတမ်းမရှိအောင်စောင့်ထင်းခြင်းလည်းဖြစ်ပါတယ်အဲ့ရတာအတွက်ညစားတာအထီးတွေ့အတွက်မိထုံမိပွဲရာနဲ့ဤဆက်ညညောနေတဲ့အိယာမှာအိတ်ဆက်တာအသွေးစိတ်ကိုအတွက်ကတော့တတိလက်လုံးနဲ့ပြောင်းလဲနေတာဒါတွေကိုရှောင်ကျင်ရပါတယ်ဒါကြောင့်မို့ဥပုသ်ဆောင်တာဟာစိတ်အေးချမ်းမှုရစေဖို့ရည်ရွယ်တယ်လို့နားလည်ထားနိုင်ပါတယ်နှစ်ဥပုသ်ဆောင်တဲ့ရက်မှာချစ်သူနဲ့တွေ့လို့ရလားကိုကြောင့်သူတစ်ပါးမထိခိုက်အောင်လူမှုရေးပြဿနာတွေမဖြစ်အောင်ကာမိတုကံကိုစောင့်ထင်ရတယ်ဥပုသ်ဆောင်တာကြမိထုံမိဝဲမှုတဲ့ပြောရရင်လိင်ဆက်ဆံမှုကိုပါရှောင်ရတယ်ဒါကြောင့်လင်မယားပဲတူနေလို့မရဘူးအပြိုလူပြိုတွေတကူရီအာသာဖြေလို့မရဘူးဒီအတိုင်းချစ်သူနဲ့တွေ့ရကြပြဿနာတော့မရှိလာဘူးဒါပေမဲ့သူမျက်နှာကလေးမြင်ရင်အတန်ကြားရင်အသားချင်းထိမိရင်တမတ်တဲ့စိတ်ကဖြစ်မှာပဲဖြစ်ရင်စိတ်ကမအေးချမ်းတော့ဘူးဒါကြောင့်ဖြစ်နိုင်ရင်တော့မတွေ့ရကောင်းပါရဲ့ဘောလုံးတဲ့ highlight တွေကြည့်လို့ရလားဖះခိက TV မပေါ်သေးဘူးဒါကြောင့်တီဆိုကခုံချင်းဆိုတာပဲပြောထားတယ်တိုးတော့ရည်ရွယ်ချက်ကမျက်စိနဲ့မြင်ရတဲ့တမတ်စရာတွေကိုရှောင်ခိုင်းတာဖြစ်တယ်ဆိုတော့ကိုကဘောလုံးပွဲကြိုက်တယ်ကိုနှစ်သက်တဲ့အသင်းကိုအားပေးခြင်းနဲ့နိုင်သွားတဲ့ပွဲဆို highlight တွေကိုသစိမ့်စိမ့်ပြန်ကြည့်ခြင်းတယ်ဒါကိုယ့်ရဲ့ဆွဲလန်းမှုပဲတေချာစဉ်းစားကြည့်လေဘောလုံးပွဲကြည့်နေဘလောက်ပူလောင်ရတယ်လဲဒီကြားရဲ့ဟိုဘက်အသင်းနဲ့ဒီဘက်အသင်းလေတိုက်ကြရင်ဒေါသကထွက်ရသေးရဲ့ဟုတ်တယ်မို့လားဒါကြောင့်ရုပ်ရှင်လိုပဲမကြည့်သင့်ဘူးလို့ဆိုရမယ်မတူတာကတော့ရုပ်ရှင်လိုအလှအပတွေလေမှုဆိုင်ရာနဲ့ပတ်သက်တာတွေမပါတော့နည်းနည်းတော့တော်သေးတာပေါ့ Facebook လည်းသူနည်း၎င်းပဲ post တွေ comment တွေဆိုတာအတန်မထွက်လို့သာမသိတာတကယ်သာဆိုဘလောက်တောင်နားကြီးမယ်စဉ်းစားကြည့်တက်မှတ်စရာတွေဆွဲလန်းစရာတွေကလည်းပုံလို့ဒါကြောင့်သူဒီလည်းမတုံးရမယ့်အထက်ပါရဲ့တုံးမယ်ဆိုတော့ပညာပေးဖို့ပညာယူဖို့သတင်းဖတ်ဖို့လောက်ပဲတုံးတက်မှတ်စရာဒေါသဖြတ်စရာတွေပေါ်လာရင်တတိလေးနဲ့ဆင်ခြင်ဂိမ်းကတော့အင်မတန်ဆွဲလန်းစေတဲ့အရာမို့ဥပုသ်ဆောင်တဲ့ရက်မှာမစော့တာအကောင်းဆုံးပါပဲပညာပေးဗီဒီယိုတွေရောကြည့်လို့ရလားဆွဲလန်းမှုကိုရှော့ချဖို့ကအဓိကဖြစ်တယ်ဒါကြောင့်ကိုယ့်အလုပ်အတွက်လိုအပ်တဲ့ပညာပေးဗီဒီယိုတွေကတော့ကြည့်လို့ရပါတယ်တရားဟောထားတဲ့ဗီဒီယိုကိုကြည့်တယ်လို့ပေါ့ကျင်သွားလို့ရလားကျင်သွားတဲ့ရည်ရွယ်ချက်တွေထဲမှာကိုယ့်ကိုလှစေလို့လားအဲ့လိုလှခြင်းကြောင့်သူတစ်ပါးကိုကိုယ့်ဘောတတ်မှတ်စေလို့လားဆိုတဲ့အချက်တွေလည်းပါတယ်နန့်တာလိမ့်တာပန်းပန်တာနဲ့သဘောတရားချင်းတူတူပဲဒါကြောင့်ဥပုသ်ဆောင်တဲ့ရက်ဆိုကျမ်းမာရေးရကိုယ်လက်လေးချင်းကနည်းနည်းပါးပါးလောက်တာလောက်ကလွှဲရင်ခန္ဓာကိုယ်လှပအတွက်ရည်ရွယ်တဲ့ကိစ္စတွေကိုရှောင်သင့်တယ်မြင်ပါတယ်ခန္ဓာကိုယ်ရဲ့မတင့်တယ်မှုတွေအိုခြင်းနာခြင်းသဘောတွေကိုစင်ကျင်နေရင်တော့အကောင်းဆုံးပေါ့လူဆိုတာကတော့လှခြင်းကြတတ်မှတ်စေခြင်းကြတာပဲသို့တော့သဘာဝတရားတွေကိုနှလုံးသွင်းထားမယ်ဆိုဂျင်တော့ကစားမယ်အသားရည်တော့ထိမ့်သိမ့်မယ်ခွဲစိတ်ပြုပြင်တာစီးထိုးတာတွေမလုပ်တော့ဘူးအကြောင်းကြောင့်ဒီရဲ့လှပတွေမရှိတော့ဘူးဆိုတဲ့အခါလေးတိတ်မပြိုလဲရတော့ဘူးပေါ့6ဘိုက်စာရာမှလူလိမ့်နေရပဲဘယ်လိုလုပ်ရမလဲတရားတော်တွေထဲမှာတော့အစားစားချိန်ကြောသွားလို့အိုးဘပြတ်မှာဆိုတာနဲ့မစားဘဲအသက်ပါသေးသည်ဒီဆောင်သိမ်းသွားတဲ့ပုံကိုယ်တွေကြောင့်နာယူဖူးပါရဲ့ကြားတကောင်နဲ့ရင်ဆိုင်တွေ့ရဲ့အခါသ
သောတာပန်ကတီလာကိုပိုဦးစားပေးပြီးအသက်အသေးခံမှဖြစ်ပေမဲ့တာမန်လူကတော့ကြားကိုအနိုင်ယူမှာပါပဲဒါကြောင့်အဲ့လိုပုထုဇဉ်တွေအတွက်ပဲဖြေပေးရစီပုမှုလင်းလင်းပြောရရင်ကိုတယောက်ညစာစားခြင်းမစားခြင်းဟာကဘာပေါ်ကဘသူကိုများထိခိုက်မှုဖြစ်စေလို့လဲညစာလေးမစားရုံနဲ့ဘလို့ကုသိုလ်ရသွားတာလဲတကယ်တော့နေလွဲညစာမစားခိုင်းခြင်းဟာတစ်ပေါ်ပါလန်ဆန်းနေဖို့ဖြစ်တယ်ဒါမှအလုပ်တွေပိုလုပ်နိုင်မယ်တရားအားထုတ်နိုင်မယ်နှစ်အစားအစာပေါ်တတ်မှတ်မှုကိုလျှော့ချခိုင်းတာဖြစ်တယ်ဆိုတော့ကိုကတောက်လျှောက်ညစာရဲ့အများကြီးစားလာတယ်အိုးပိုးဆောင်တဲ့နေ့မှရုတ်တရက်ကြီးဖြစ်လိုက်မယ်ဆိုလူလိတ်နေအောင်ခံရတာပေါ့အဲဒီတော့ဘာလို့မှကောက်မလုံးနိုင်တော့ဘူးရင်တွေတုံခြေပြားလက်ဖြာတွေတုံဖြစ်နေရောဒါဆိုလဲနည်းနည်းလောက်ဖြစ်ဖြစ်အာတာပြေစားလိုက်ဖို့ပိုက်ကျင်းကားဒီစားချင်တာတွေနင်းကန်စားခိုင်းတာမဟုတ်ဘူးတော့ဥပုဒ်တော်ကျိုးချိန်ကျိုးသွားမယ်သို့တော့ရည်ရွယ်ချက်ကတော့မပြတ်ဘူးကိုလည်းအလုပ်ကောလုပ်နိုင်တယ်တတ်မှတ်မှုလည်းတိတ်မဖြစ်ဘူးဇင်ဗုဒ္ဓဘာသာကိုကျင့်သုံးတဲ့တချို့တိုင်းပြည်တွေမှာဆိုရာသီဥတုကအင်မတန်အေးလွန်းတဲ့အတွက်ဘုံကြီးတွေဟာတင်းနဲ့တက်လို့ညစာကိုဖုံးပေးသုံးဆောင်ကြတယ်လို့ဖတ်ဖို့ရယ်တင်းရုံတမတ်ရှင်ကင်းနဲ့အသက်ရှင်ဖို့စားရဲဆိုတာမျိုးပဲတခုသတိချက်စီလိုတာကတော့တီလာဆိုတာစောင့်တင်ခြင်းဖြစ်တာမို့တက်နေသမျှတော့ကြိုးစားထုတ်စေခြင်းနဲ့နည်းနည်းလေးပိုက်စားလိုက်တာနဲ့စားလိုက်တာမျိုးတဲ့ဘလို့မှမဖြစ်တော့ဘူးဆိုတဲ့အခါမှဒါတင်းရုံလောက်စားစီခြင်းမှာခုနှစ်ကော်ဖီအိုဗာတင်းအေးတောက်လို့ရလားတချို့ကအမုန်းနဲ့ဖြော်တာဖြစ်လို့အဖက်သဘောဖြစ်သွားတယ်ဒါကြောင့်ကော်ဖီမိုင်လိုအိုဗာတင်းတောက်ရင်တီလာကျိုးတယ်လို့ဆိုရဲကျွန်တော်သဘောကတော့အပေါ်မှာပြောခဲ့တဲ့ရည်ရွယ်ချက်နဲ့ပဲပြန်ကြည့်ကော်ဖီတောက်တာပိုက်ပြေးဖို့အာဟာရပြေးဖို့မဟုတ်ဘူးစိတ်ဆွဲလန်းနေလို့တောက်တာပဲဒါကြောင့်အမုန်းဖြစ်လို့မဖြစ်လို့တဲ့စိတ်ဆွဲလန်းမှုကိုလျှော့ချဖို့အတွက်မတောက်သင့်ဘူးပဲဆိုရမယ်ပိုက်ကတာအားစားနေရဲ့အဖက်လည်းမစားချင်ဘူးဒါဆိုအိုဗာတင်းလေးဖြော်တော့အေးလေးဖြော်တော့ဒါမျိုးကြအဆင်ပြေရဲ့အဲ့ဒီမှာလဲကျွဲရိုင်းကိုဆွဲနေတာတို့တံပရာရီလေးမှတောက်ချင်တာတို့ဆိုအဆင်မပြေတော့ပြန်ဘူးပေါ့ဒါဖြစ်တောက်တော့ပါဖြစ်လေဘာမှမဖြစ်ဘူးဘယ်သူမှမထိခိုက်တာကိုယ့်ရဲ့ဆွဲလန်းမှုတို့ကိုတော့မလျှော့နိုင်သေးဘူးပဲဆိုရမယ်ရှစ်မေ့ပြီးသမင်းစားလိုက်တာ12နာရီကျော်သွားတယ်ဥပုပ်ကြိုးလားဒီနေရာမှာဥပုပ်ကြိုးခြင်းမကြိုးခြင်းတဲ့မေ့ပြီးဆိုတာကပိုအဓိကကြတယ်ဘာကိုပြနေလဲဆိုတော့ကိုဟာအမှုမဲ့အမှတ်မဲ့နေတယ်တတိကမနေဘူးဆိုတာပါပဲရည်ရွယ်ချက်အရာကြည့်မယ်ဆို12နာရီကို9မိနစ်စွန်းသွားလို့ဘာပြဿနာမှမရှိဘူးဥပမာကိုဥပုပ်ဆောင်တဲ့ရက်မှာမီးပြက်လို့သမင်းဟင်းကြတာနောက်ကျရင်အမှတ်တတိနဲ့ဖြည်းဖြည်းစားလိုက်တာ12နာရီ9မိနစ်မှာပြီးသွားတယ်ဘာမှမဖြစ်ဘူးကောင်းတာပဲငါဥပုပ်ဆောင်တဲ့ရက်ကြမှာဒီတောက်မီးကလာပြက်နေရဲ့အမေတို့ကလည်းဟင်းကိုမြန်မချက်ဘူးကူတော့ငါဥပုပ်ကြိုးပြီးဘာညာနဲ့ဒေါသတွေဖြစ်နေတာကိုလှုပ်ပေးနေတဲ့သူကိုပြန်ပြီးပြစ်တင်မှမဲနေတာကမှအောက်ကုသို့ဖြစ်သေးရဲ့ယောနိတော်မနာတိကာရဆိုတဲ့အတိုင်းမှန်ကန်စွာနှလုံးသွင်းပြီးနေလိုက်မယ်ဆိုကိုလည်းအာကုသို့နဲ့ကိုချက်ပြုတ်ပေးရတဲ့သူရဲ့လည်းစိတ်ချမ်းသာတယ်ဒီနေရာမှာလည်းထပ်ပြောပြရစီတီလာဆိုတာစီးနဲ့ကန်းနဲ့နေရတာဖြစ်တယ်ဥပုသ်ဆောင်ထားရဲ့မနက်ကိုစောစောထားတီလာယူမနက်စာစားနေ့လယ်စာကို7-15လောက်စားဒီလိုစီးစနစ်တကျနေဖို့တော့လိုတယ်မနက်ကိုထားခြင်းတဲ့အချိန်မှထတီလာယူမနက်စာကို10နာရီလောက်မှစားပြီးနေ့လယ်စာကို2နာရီလောက်မှစားဒီလိုတော့ဆိုလိုတာမဟုတ်ဘူးစီကံတကျနေရမယ်မမျောလိမ့်မယ်ဖြစ်လာတာတွေကိုသာဒေါသထွက်မနေပဲနှလုံးသွင်းမှန်ဖို့ဆိုလိုတာပါကိုဒါဆိုအဲ့ဒီနေ့မှာဘယ်လိုနေရမလဲဘာလို့တတိလေးကပ်ပြီးနေရမှာဖြစ်ပါတယ်လျှောင်းထိုင်ရက်သွားအခြေအနေလေးမျိုးလုံးမှာမျက်စိကမြင်သမျှနားကကြားသမျှမှာအစားစားတဲ့အခါအညစ်အကြေးဆုံးတဲ့အခါအဝတ်အစားလဲတဲ့အခါခြေလက်လှုပ်ရှားတွေမှာတီးထားမိဖို့လိုတယ်အင်တာနက်ရုပ်ရှင်တခြင်းဘောလုံးပွဲဘာဆိုဘာမှမကြည့်ရဘူးဆိုတော့ပြင်းစရာကြီးလို့ထင်စရာရှိရဲ့တကယ်တော့မဟုတ်ဘူးစိတ်ကလည်းတိတိတသားကြည်လင်နေပြီးဒါ productive ဖြစ်တယ်စာဖတ်တာစာရေးတာပညာလေ့လာတာအပင်စိုက်တာလမ်းလျှောက်တာတရားနာတရားထိုင်တာစသဖြင့်အကျိုးရှိတဲ့အလုပ်တွေကိုပို့လုပ်ဖြစ်သွားပါလိမ့်မယ်
10တပတ်တရက်ဆောင်မယ်ဆိုဘယ်နည်းကိုရွေးတင်လဲဗုဒ္ဓဘာသာမှာနေ့ရက်ဆွဲရမရှိပါဘူးသို့တော်လည်းတပတ်တရက်ဆိုများသောအားဖြင့်မွေးနေ့ကိုပဲရွေးကြတာများရဲ့တိုက်တွန်းလိုတာကမွေးနေ့စားကိုယ်အလုပ်ပေါ်မူတည်ပြီးရွေးတာပိုကောင်းတယ်ဥပမာကိုကကြာတာပရိသတ်ဖြစ်နေလို့ကြာတာပရိနေတာဥပိုးဆောင်နေဒါပေမဲ့ဖွင့်ရဖြစ်နေရောအလုပ်သွားရတယ်အစင်းအတန်အနက်အရသာအတွေ့အထိဒီအယုံ၅ဘက်ကနေတမတ်စရာတွေဒေါသဖြစ်စရာတွေပူဆောင်စရာတွေကတစ်ချိန်လုံးဝင်နေရဲ့တယောက်တည်းနေတစိတ်တည်းထားဖို့ရမဖြစ်နိုင်ဘူးဒါကြောင့်တနင်္ဂနွေလိုပိတ်ရက်မျိုးကပိုကောင်းတယ်အဲ့ဒီမှာမှဘောလုံးပွဲကြိုက်တဲ့သူဆိုစနေလိုရက်မျိုးရွေးဘာလို့ဆိုပွဲကောင်းတွေကတနင်္ဂနွေမှာပိုများတတ်တာကို17ဒီတရုတ်ကိုဆောင်ပြီးနောက်ရက်ကြပုံမှန်တိုင်းပဲပြန်နေရောဘာထူးလဲနှစ်ချက်ပြောစရာရှိရဲ့ပထမတစ်ခုကအနန္တရပစ္စယောဆိုတဲ့အတိုင်းစိတ်ဆိုတာတစ်ခုပြီးတစ်ခုစတက်ဖြစ်နေရခုဒေါသမရှိဘူးဆိုလို့မနှက်ဖြတ်လည်းမရှိတော့ဘူးမဟုတ်ဘူးဒေါသဖြစ်စရာပေါ်လာရင်ရှိလာမှာပဲဒီတရက်တမတ်မှုကိုလျှော့ထားပေမဲ့နောက်ရက်ကြပြန်တတ်မှတ်မှာပဲဒါကြောင့်စိတ်တန့်ရှင်းရေးဆိုတာတနေ့တရက်ပဲလုပ်ရမှာမဟုတ်ဘူးအမြင်မပြတ်လုပ်သွားရမှာဖြစ်တယ်ဒီမနက်သွားတတ်ပြီလို့နောက်ရက်တိုက်စရာမလိုတော့ဘူးလို့မှမရှိတာဒီနေ့လဲလို့နက်ပြန်လဲလို့တပတ်ခါလဲလို့တန့်ရှင်းရေးလုပ်လိုက်ပြန်ညစ်ပတ်သွားလိုက်ပြန်တန့်ရှင်းလိုက်ဒီလိုပဲလုပ်သွားရမှာပဲပြီးလဲပြန်ညစ်ပတ်မှာပဲဆိုပြီးရေမချိုးပဲနေလို့မှမရတာနောက်တစ်ခုကတော့တရားကုံတော်တွေဖြစ်တဲ့တန်ဋိဋ္ဌိကိုအကျိုးကိုကိုယ်တိုင်ခံစားရမယ်အကာလိကိုအချိန်အခါမဆိုင်ဘူးနောက်ဘဝကြမှာဥပုဆောင်တဲ့အကျိုးကိုခံစားရမှာမဟုတ်ဘူးဒီနေ့ဆောင်ရင်ဒီနေ့စိတ်ရချမ်းမှုကိုရတယ်ဒါကြောင့်နောက်လည်းပြန်ပို့လာမှာပဲမတွေးနဲ့ဒီနေ့တည်းရဲ့အေဂျင့်တော်တာလေးကိုတန်ဖိုးထားပြီးအနည်းချုပ်ဘသူတော့မဆိုမှန်နေတဲ့ universal truth ကတော့စိတ်ဆွဲလန်းမှုနဲ့ပူပန်မှုဟာတိုက်ရိုက်အချိုးကျရဲဆိုတာပဲဆွဲလန်းမှုများလေလေပူလောင်ရလေလေပဲဥပိုးဆောင်နေဆိုတာအဲ့ဒီဆွဲလန်းမှုတွေကိုရှော့ရှော့ဖို့အတွက်ဘဝနေနည်းတစ်ခုသာဖြစ်တယ်ဒါကြောင့်ဥပိုးဆောင်တဲ့ရက်ဖြစ်ဖြစ်မဆောင်တဲ့ရက်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်တခြားဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ဆွဲလန်းမှုကိုတတ်နိုင်သမျှရှော့ချနိုင်အောင်အားထုတ်ဖို့လိုတဲ့ဒီအတွက်ကုသိုလ်ရဖို့လုပ်ရတယ်ဆိုတာအစားကိုယ့်ရဲ့ lifestyle တစ်ခုလိုပြောင်းလဲယူနိုင်ရင်ပိုကောင်းတယ်ဥပမာလိမ်မှုကိစ္စတော့ရတတ်ပံမရှောင်နိုင်ရင်တော့ညစာရှော့စားတာမျိုးရုပ်ရှင်အင်တာနက်ဂိမ်းစတာတွေကိုအလွန်ကြုံမကြည့်တာမျိုးပေါ့တီလာစောက်တည်ရဲ့နေဖြစ်ဖြစ် lifestyle ကိုပြောင်းဖို့အတွက်ဖြစ်ဖြစ်ခပ်ပေါ်ပေါ်တော့သဘောထားလို့မရဘူးတက်နဲ့တည်းများတီးကြကြလိုက်နာမယ်ဆိုရက်အသေးတန်ရှိဖို့လိုတယ်စီကံတကြနေထိုင်ဖို့လိုပါတယ်73ရက်17လ2022